မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဝယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဒဝဲတဖန်တင်းဒီတပ်ဖွဲ့အတွက် M16G 30တော့ဝယ်နိုင်ရန်အတွက်ထိုင်းနိုင်ငံချုံဖော်ပါနဲ့ချက်ဆိုင်ကိုမဲအောင်ဦးဆောင်သောတောင်းညီတော်ထောက်ဖို့တပ်ဖွဲ့မှကူညီထောက်ပံ့ပေးပါသောထိုင်းဘတ်ငွေ2000ဘတ်တီဒီကို12ရက်12လ2025ရက်နေ့တွင်ကျွန်တော်တို့ဒီတပ်ဖွဲ့မှလက်ခံရရှိပါကြောင်းဒီပေးအပ်ပါသည်ခင်ဗျာအခုလိုကူညီထောက်ပံ့ပေးပါသောထိုင်းနိုင်ငံချုံဖော်ပါနဲ့ချက်ဆိုင်ကိုမဲအောင်ဦးဆောင်သောတောင်းညီတော်ထောက်ဖို့တပ်ဖွဲ့အားကျွန်တော်တို့ဒီတပ်ဖွဲ့မှသူပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားအပ်ပါသည်ခင်ဗျာကျွန်တော်တို့ဒီတစ်ဖွဲ့ဟာလည်းပြည်သူလူထု၏အားပေးထောက်ခံမှုဖြင့်ရပ်တည်နေသောဖွဲ့စည်းတစ်ခုဖြစ်၍စစ်အာဏာရှင်စနစ်အပြီးတိုင်းကြာဆုံးသည့်အထိဖက်ဒရယ်စစ်မှန်သည့်အထိလက်နက်ကိုင်တိုက်ပွဲဝင်သွားမည်ဖြစ်၍ပြည်ရင်းပြည်ပထောက်ပို့တစ်ဖွဲ့များနှင့်လူရှင်များနေဖြစ်လဲဆက်လက်ဝမ်းရကူညီအားပေးကြပါလို့ထပ်လောင်းတောင်းဆိုပါသည်ခင်ဗျာငါတို့ခင်မှာစစ်အာဏာရှင်စနစ်ဆုံးသက်စေရမည်ဒီဝန်